50ပေါင်လည်းကန်ကောင်းပါလေနော်ကန်ကောင်းလာမဲ့လိုက်တော့600ပေါက်တော့လို့ရှိရင်လိုင်းမလွှင့်တော့ဒီညာ600တကားမှမပေါက်ဘူးဒီလားဘူးပဲဘူးတယ်600အခုမဲလေ199ဟာလေ199ဟာအမှအကြီးဆုံးပေါက်သူများဖောက်ပြီးတာပေါက်ဘူးတယ်ဒီလားပေါက်တယ်ဟိုတည်းရက180ပေါက်တယ်သူများစီရသူများမဖောက်ပေးပဲနဲ့150ပေါက်ပူသွားဒီတခါမေးပြုံးပူသွားဒီတခါမပူတော့နဲ့အောင်ပါ150ပေါက်သူက150မပြီးဘူး69ရအမှ39ရဟာပဲကန်ဆိုးလိုက်တာပဲ3ခုစလုံးပူတာမေးပြုံးအဲ့လောက်တော့မပူနေရလားအပေါက်ပဲကြော်သွားနေလိုက်တမင်တက်ရွက်နေကိုခါအညောလိုက်မကောင်းတာမမလည်းဟုတ်လို့လားခွေးလေးပြီစုကီလက်ဆောင်အတစ်တွေထွက်နေလှနေရောကြောင်နေအမမနာလဲတော့ကဲရွှေအေးတိုင်နေရညတချင်းညတကောင်ကြီးရှိမှုတယ်မလားတဲ့ဟုတ်တယ်တိုက်ရတယ်တိုက်ရွှေအေးအောင်လို့လေကြီးစုပါတိုက်လို့ရတယ်တိုက်လိုင်းကြနေရောမေးပြောသူငယ်ချင်းခေါ်သွားလောက်မယ်မမလည်းဘယ်ခေါ်သွားမှာ
ပေးရောလဲတွားလေတွားအပါယောဘလောက်ပဲအေးလို့မဝအောင်လိုက်တွေကမြင်လေးတစင်တမ်းပါပြောရလေဆိုခင်ပါပြောချင်တာလဲ